Potential treatment လုပ်ပြီးရင် side effect ရှိနိုင်လား Oasis Blue Spa မှာ body treatment ပြီးရင် potential treatment အားနာမည်ကြီးဆုံးနဲ့လူကြိုက်အများဆုံးလို့ပြောလို့ရပါတယ်ရှင်မိန်းကလေးတော်တော်များများက private area ကိုအထူးဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ် potential treatment လုပ်ရင်နောက်ပိုင်းမှာ side effect ရှိလာနိုင်လားဆိုရင် no ပါ side effect လုံးဝမရှိလာနိုင်ပါဘူးရှင် private area ကိုတန်ရှင်းလှပဖို့အထူးဂရုစိုက်တဲ့ treatment လေးဖြစ်တာကြောင့်100% side effect ကင်းပါတယ်Potential treatment မှာဆိုရင် cleansing and double cleansing ဆဲတွေတွေကိုဖယ်ရှားပေးခြင်းအညစ်အကြေးတွေကိုဖယ်ရှားပေးခြင်းအသားရည်မဲညစ်တာတွေကိုတက်တာစေဖို့အတွက် mask ပေးခြင်းဒါအပြင်ချွေးပေါက်ကျတာတက်တာစေဖို့နဲ့အသားရည်တင်းရင်းစေရန်စီရန်လူခြင်း private area ကိုရည်တက်ဖြစ်စေရန်အတွက် moisture လူခြင်းစတဲ့အဆင့်တွေပါဝင်ပါတယ်ရှင် Plus One ဆိုင်လေးကတော့အမှတ်385 Global Tower ပန်းဆိုးလန်းလန်းနဲ့မဟာဗန္ဓုလလန်းတောင်ပပဲတန်းမြို့ရန်ကုန်မှာပဲဖြစ်ပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့3998841433ကိုဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ရှင် Plus Two ဆိုင်ဝဲလေးကတော့အမှတ်334ပြီးကဘာရေး wireless နဲ့လမ်းမရန်ကုန်မှာဖြစ်ပါတယ်ရှင်ဖုန်း399893433633ကိုဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါတယ်ရှင်ယုံကြည်မှုရှိတဲ့နေ့စဉ်ဘဝကိုဖြတ်သန်းရင် Oasis Blue Spa မှာအနားယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်